Mama Stan အတွက်မြန်မာရိုးရာချီဝမ်းဆက်လေးတွေကိုအမှတ်တရလက်ဆောင်ပေးခဲ့တဲ့ကျော်ဆောင်ဝင်One Championship မှာကစားနေကြတဲ့ fighter တွေထဲမှာမြန်မာပရိသတ်တွေချန်ပီယံအဖြစ်မျှော်လင့်ရသူဆိုလို့ကြော်ကြီးပဲမြင်မိကြပါသေးတယ်။ကျော်ဆောင်ဝင်းကထိုင်းနိုင်ငံမှာဂျင်ရွေးချယ်လိုက်တာကလည်းမှန်ကန်တယ်လို့ပြောရမှာပါ။ဖက်တက်ဂျင်တစ်ဖွဲ့သားလုံးကသူ့ကိုနှွေးထွေးပြူငါစွာနဲ့ဆက်ဆံကြတဲ့အပြင်ကျော်ဆောင်ဝင်းကိုဆရာသားမချမ်းတင်ပေးကြတဲ့ထီပါပဲ။ဒါပြင်ကျော်ဆောင်ဝင်းကိုယ်တိုင်ကလည်းယူသားကျူးစားတဲ့ fighter တယောက်ဖြစ်တာကြောင့်မို့လဲအားလုံးနဲ့ခင်မင်ရင်းနှီးတဲ့ဆက်ဆံရေးကိုပိုင်ဆိုင်ထားပါတယ်။အထူးသဖြင့်ကျော်ဆောင်ဝင်းအနေနဲ့က Y2 with Stanford Dead နာရောတို့လိုမျိုး fighter တွေနဲ့ပို့ပြီးတော့ရင်းနှီးတဲ့ဆက်ဆံရေးကိုတိစောက်ထားတာဖြစ်ပါတယ်။ Y2K ကတော့ကျော်ကြီးရဲ့ဆရာဆိုလဲဟုတ်တယ်လို့တငယ်ချင်းဆိုလဲဟုတ်ပါတယ်။ကျော်ကြီးရဲ့ပေါ်ထားတဲ့Y2K ရဲ့သဘောထားကိုမြန်မာပရိသတ်တွေကတော့သဘောကျနေကြသလိုဒီတစ်ခါကျော်ဆောင်မြန်မာပြည်ကိုပြန်လာရင် Y2K ကိုပါခေါ်လာဖို့အတွက်တောင်းဆိုနေကြပါတယ်။ကျော်ဆောင်ဝင်းကအခုဆိုရင်တော့အိမ်ပြန်လက်ဆောင်လေးတွေကိုချစ်ခင်ရတဲ့ဖက်တက်ဂျင်အဖွဲ့သားတွေအတွက်အမှတ်တရလက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ယူသားတို့တစ်ဖက်သားအပေါ်မှာယူသေးလေးစားတဲ့ကြိုကြီးရဲ့စိတ်ဓာတ်ကြောင့်လည်းအားလုံးကချစ်ခင်နေကြတာဖြစ်ပါလိမ့်မယ်ရှင်။မြန်မာပြည်ကလက်ဆောင်တွေကိုဖက်တက်တစ်ဖွဲ့သားလုံးအတွက်အမှတ်တရပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီအထက်မှာတော့အမတယောက်လိုချစ်ခင်ရတဲ့ stamp pad အတွက်လည်းမြန်မာချီတဲ့1ဆက်လေးတွေကိုလက်ဆောင်ပေးခဲ့တာကိုတွေ့ရပါတယ်။ဒါ့အပြင် stamp အတွက်မြန်မာတနခါဘူးလေးတွေကိုပါလက်ဆောင်ပေးခဲ့သေးတာပါနော်။ stamp pad ကအခုလိုမျိုးအမှတ်တရအတွက်ဝမ်းသာစွာနဲ့လက်ခံယူပြီးတော့ကျော်ဆောင်ဝင်းကိုကျေးဇူးတင်စကားပြောခဲ့ပါတယ်။မြန်မာပရိသတ်တွေကတော့မြန်မာချီတဲ့1ဆက်လေးကိုချုပ်ပြီးရင်တော့ဝတ်ပြပေးဖို့အတွက်တောင်းဆိုကြတဲ့အထိ stand ကိုချစ်ခင်နေကြတာဖြစ်ပါတယ်။ stand fair တက်ကိုမြန်မာဝတ်စုံတဲ့ပုံတွေက AI ပုံတွေကြီးပဲကြည့်နေရတာကြောင့်အခုလိုမြန်မာ1ဆက်လေးချုပ်ပြီးရင်တော့ဝတ်ပြဖို့အတွက်မျှော်လင့်နေကြတာဖြစ်ပါတယ်။ stand ကတော့ကျော်ဆောင်ဝင်းစီကနေမြန်မာစကားတွေကိုလည်းစိတ်ဝင်တစားသိယူနေသလိုအခုဆိုရင်မြန်မာစကားတော်တော်များများကိုပြောတတ်နားလည်နေပြီဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်း stand fair တက်ကပျော်ပျော်နေတတ်သလိုခင်မင်ဖော်ရတဲ့ပုံစံလေးလည်းရှိတာကြောင့်မြန်မာပရိသတ်တွေကသူ့ကိုပို့ပြီးတော့အချစ်ပိုးရတာအမှန်ပါ။ Stanford တက်ကပွဲဝင်းနေတာတော့ကြာနေပါပြီနော်။ပွဲလာမယ်ဆိုရင်လည်းမြန်မာပရိသတ်အင်အားကအရင်ကချက်ပို့ပြီးတော့များလာမယ်ဆိုတာကတော့အသေးချပါပဲရှင်။လေ့ကျင့်မှုတွေကိုအဆက်မပြတ်လှုပ်ဆောင်နေတာကိုတွေ့ရပေမဲ့ Stan အနေနဲ့ပွဲသတင်းတော့မကြားရသေးပါဘူးရှင်။လက်တလုံးမှာတော့ကျော်စွာဝင်အောင် Stanford တက်ကိုဝိတ်တွေတက်လာကြတာကိုတွေ့ရပါတယ်။တကယ်မောင်နှမအရင်ချတွေလိုခင်မင်ကြတာကလည်းရည်ရည်စက်တွေကြောင့်ဖြစ်ပါလိမ့်မယ်။အခုလဲကျော်ဆောင်ပေးလိုက်တဲ့လက်ဆောင်ကိုသဘောတွေကျနေတဲ့ Stanford တက်ကတော့မြန်မာပရိသတ်တွေအချစ်တွေကိုထပ်မံပြီးတော့သိမ်းပိုက်လိုက်ပြန်ပါပြီရှင်။